နောင်ရိုးလေးဟာခမရအိမ်လာကလာတော့ပြန်ပြီလားလာလည်းမကုန်သေးပါဘူးနော်ဟောဘဲကသာမဟုတ်ရပါဘူးကိုကဒီတိုင်းအလဲလာတာပါခမရအလဲကလည်းဒါလည်းလည်းနေနော်နေပါအောင်အလဲလာပြောရအောင်လို့ခမရကကြော့အိမ်ရဘသူနဲ့များခင်နေလို့လဲဟာနောင်လေးကဘသူနဲ့များခင်ရမှာလဲနင်းလေးနဲ့ပဲပေါ့ကျုံနဲ့ခမရကဘသူကခင်နေလို့ပြောလို့လဲဘာလဲမခင်ဘူးလားမခင်ပါဘူးမခင်လဲခဏခဏလာတယ်ကွာကဲမင်းဘာပြောချင်လဲခဏခဏလာရအောင်ခမ ्या ကကျုပ်ကိုကြိုက်ညာမို့လို့လားဗျဟုတ်တယ်ဟုတ်ရင်လည်းပြီးတာပဲဟမ်ဟာဟုတ်ကိုကြိုက်တယ်ဟုတ်လားဝမ်းတိုက်တာနောင်လေးရဲ့ဟာဘာလဲရှောက်ပြောနေရလဲကျုပ်ကရောင်းသွားလို့ဗျခမ ्या ကိုမကြိုက်ပါဘူးမရပါဘူးနော်ခုနကကြိုက်တယ်လို့ပြောပြီးလေမဟုတ်ဘူးလားကျုပ်ကြိုက်မယ်ဆိုလို့ရှိရင်လေခမ ्या လိုဒီလိုပုံစံကြီးကိုကြိုက်မနေဘူးဗျဒါဆိုမင်းကဘယ်လိုပုံစံမျိုးကိုကြိုက်တာလဲဟာတက်ချင်းကြိုက်လေကျုပ်ကမြို့သားလိုပုံစံလေးပဲကြိုက်မှာဗျခမ ्या လိုပုံစံမျိုးကြီးရောကျုပ်ကရှင်နာအောင်မခုံဗျမဆိုမင်းကမြို့သားပုံစံကိုကြိုက်တယ်ပေါ့ဟုတ်လားဟုတ်တယ်မြို့သားပုံစံကိုပဲကြိုက်တာရှင်းပြီလားနောင်လေးရာပြန်ပေါ့နားအောင်အေးတည်းရဲ့ဘယ်လိုပုံစံဘယ်လိုမှန်းအောင်မသိဘူး